ဟုတ်ကဲ့ကျွန်တော်တို့အခုတွေ့မြင်ရတဲ့အလှူကတော့မော်ဝီမြန်တလေးယူတော်မင်္ဂလာရတဲ့အောင်မြင်ရကျွန်တော်ဆရာအောင်ဖြစ်ညာနဲ့ဒါမှငိမ့်စုသာမိသားစုနဲ့တူမော်ဝီမြန်တလေးယူတော်မင်္ဂလာချမ်းဆရာမတွေရဲ့နော်ကျွန်တော်9ချိန်မြောက်အလှူလေးပါဗျနော်ကျွန်တော်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မှာရှိတဲ့ချမ်းမြသာစီမြို့နယ်နောက်ဘက်ကလင်းကွင်းဟောင်းကြီးရှိရတယ်အဲ့လင်းကွင်းဟောင်းကြီးကချမ်းမြသာစီကျောင်းတိုက်မှာရှိတဲ့ကျောင်းတိုက်ကြီးကအကုန်လုံးပြိုသွားပါတယ်ပြိုပြီးတော့မှတန်ခါအပါ140လောက်ကပေါ့နော်ကျွန်တော်တို့ကျောင်းကြီးပြိုကျပြီးတော့မှကျွန်တော်အစားအသောက်တွေသွားလှူပြီးပါပြီအဲ့ဒီမှာကျွန်တော်တို့ကိုရင်တွေဦးစင်းတွေဆရာတော်တွေအကုန်လုံးကကျွန်တော်တို့ဖလက်တွေမရှိကြဘူးဗျအများကြီးကျွန်တော်တို့ဖလက်မရှိရတဲ့နော်နေဘူးကျဲတဲ့ကြီးမှာသွားနေရတွေ့ခဲ့တဲ့အတွက်ကျွန်တော်တို့ဒီကနေ့ဆိုရင်ကျွန်တော်တို့ဖက်အရန်140သွားလှူတာဖြစ်ပါတယ်အဲ့ဖက်အရန်140သွားလှူတော့ကိုယ်တိုင်ကိုကြကျွန်တော်တို့နော်သူနံပါတ်နဲ့သူအကုန်လုံးကိုအစိတန်ခါ140လို့ပါ140လို့ကျွန်တော်တို့လှူနိုင်ခဲ့ပါတယ်ခင်ဗျာနော်ကိုယ်တိုင်စီးပြီးတော့မှလှူနိုင်ခဲ့ပါတယ်ကိုယ်တိုင်ပူဇော်စီးပြီးတော့လှူနိုင်ခဲ့ပါတယ်ဒီအလှူကိုကျွန်တော်တို့အတွက်ကိုနော်ကျွန်တော်ဟုတ်လားဦးစီးပြီးတော့မှနော်ကျွန်တော်တို့အတွက်ကိုစားသွားပြီးတော့မှလှူဒန်းပေးတာကတော့မန္တလေးတောင်ကြားဆရာကောင်းစီစုရဲ့အမျိုးသမီးဖြစ်တဲ့အမုန်းနဲ့ဆရာကောင်းစီစုရဲ့သမီးကျွန်တော်တို့ရဲ့မရန်